Morning, guys. Now I'm at Okayama Asaitsu Market. I came here like 2 times, but it wasn't there. This is my first time experience. So let's try now. My senior said the veggies are very cheap here. And the food are very delicious. So I like that. So let's try now. Look at that. They just park here. Where do we park? The more you get closer, there's no space. I forgot my tripod. I don't know. I'm just being happy here to be here. Kyobashi Asaichi Market လို့လည်းခေါ်ပါတယ် Kyobashi တရာနာလေးမှာရှိလို့ပေါ့နော်လာအစရဲ့ပထမဆုံးအပတ်ရဲ့ Sunday မှာလောက်တာပါဒီဈေးကအပတ်တိုင်းတော့မရှိဘူးပေါ့နော်တစ်လမှာတစ်ရက်ပဲရှိတာမြေပေးအောက်ဘက်မှာနေရှိတာမဟုတ်ဘဲနဲ့အပေါ်ဘက်ရှောက်လမ်းမှာလည်းအများကြီးရှိတယ်ပေါ့နော်ဟိုဘက်ကိုဆက်သွားလိုက်လို့ရှိရင်စိုက်နေအများကြီးကျန်နေတယ်အောက်ကိုဆင်းသွားခြင်းမှာရာမန်ဆိုင်ကလူတွေကိုအများကြီးတန်းစီနေတာဆောပိုင်းတော့ရာမန်စားမလို့ဒါပေမဲ့တည့်တဲ့အတိုင်းမှာဂျပန်နီကတန်းစီရတာအရင်ကြိုက်တော့ကြတော့ကျွန်တော်ကတော့အချိန်ကြာမှဆိုလို့မတန်းမစီကြတော့ပါဘူးဒါကတော့မြင်တဲ့အတိုင်းပါပဲအဲ့လိုလိမ္မော်ဒီအလုံးကြီးတွေပါတဲ့ချင်းတစ်ချင်းမှာ300ပဲရှိပါတယ် and I haven't have anything yet so let's grab my morning coffee ရှင်တို့တွေအဲ့ရတဲ့နှစ်နေတော့မှဘေဘီလေးတွေကဈေးကိုရောက်နေပါပြီတဲဒီရသည်ရောက်နေပြီဆိုတော့ဈေးထဲမှာတဲဒီတွေတော်တော်ပေါ်ပါတယ်အဲ့ဒါပြီးတော့ tacos မြင်လို့ tacos စားပါမယ်အဲ့ဒီမှာ order မှာမယ်လို့ရင်းနဲ့အဲ့ဒီဆိုင်ဘုတ်ကိုမြင်တော့ကြတော့စောပိုင်းတော့ကလေးတွေရေးတဲ့စင်းစော်မှာဆိုလို့မလို့တတိပေးထားတဲ့ဆိုင်ဘုတ်ထင်နေတာစာမဖတ်မိဘူးနောက်တော့မှတန်းစီနေစာကိုဖတ်မိတော့မှ order ဒီမှာပါဆိုပြီးရေးထားတာဖြစ်နေတယ်ဘယ်သူကအဲ့လိုထင်မှလဲလို့အဲ့မှာစောင့်နေနေ coffee တောက်ပါတယ် coffee လို့ပြောလိုက်တာလားနံပါတ်9တယ်ကျွန်တော်နံပါတ်100ရထားတာ oh my god နံပါတ်100ဆိုတော့စောင့်ရတာကြောင်းမဲ့ထင်လို့ဘေးနားဆိုင်နေရှောက်ကြည့်ရပေါ့နော်ဒါကတော့ burger sandwich တို့အဲ့လိုဆိုင်နေတန်းစီနေရပဲအပြန်ကြရင်ပေါက်စီဝယ်မယ်လောက်ထားပဲမယ်အဲ့မှာကလေးကပေါက်စီကကုန်သွားပါပြီမဝယ်ခဲ့ရတော့ပါဘူးအဲ့ဒါနဲ့ဘေးနားအသားဆိုင်ဝင်ကြည့်ရပေါ့နော်ဒီမှာလဲဆယ်မွန်မှ3500နောက်ပြီးတော့ပဇွန်ကလည်း1600ပဲရှိတယ်အသားတွေလက်မှာကင်မထားခြင်းနေလို့မို့လို့အပြန်ကြရင်ဝယ်မယ်လို့ဆိုပြီးတော့အပြန်အစားငန်းနေရနဲ့မဝယ်ခဲ့လိုက်ရတော့ဘူးဘေးနားဆိုင်ဆက်ကြီးနဲ့ပဇွန်6တွေလိုဝယ်လာခဲ့သေးတယ်ပေါ့နော်ဟီဂျီခီကတော့ကျွန်တော်အမုန်းဆုံးပါဂျပန်ကျွန်တော်လောက်အစားအသောက်အစုံစားတာကျွန်တော်ရှိရပေါ့နော်ဒီဂျပန်စားတောက်တွေထဲမှာအဲ့ဒီဟီဂျီခီကိုတော့လုံးဝမစားနိုင် and I head back to my tacos တယောက်တည်းကိုလုပ်တွေကိုရှုံနေရပဲဟမ်ဟိုဘောထားရဲတွေစမ်းပြလိုက်တာလေပြီးတော့စိမ့်စိမ့်လေးမပါဘဲနဲ့အပေါ်နေထားရဲတွေစမ်းပြလိုက်တယ်တကယ်တော့ထားရဲမဟုတ်ပါဘူးအချင်းကြီးပါဂျပန်မှာဆိုတော့နည်းနည်း trauma ရနေသူတို့ကဘာနေထားရဲတွေစမ်းပြီးတော့စားတာဆိုတော့ကြတော့အဲ့ဒါပြီးတော့ကောင်းချင်းတုပ်လေးမြင်တာနဲ့ကောင်းချင်းတုပ်ဝင်ပါတယ်မြန်မာလိုကောင်းချင်းတုပ်ပေါ့နော်ဘာနဲ့တူလဲဆိုတော့အရသာမြန်မာနိုင်ငံကဝတ်သားကောင်းချင်းတုပ်လို့ခေါ်မလားအဲ့ဒါနဲ့အရသာနည်းနည်းဆင်းနေပေါ့နော်စားလို့ကောင်းတယ်တထုပ်သေးဝယ်ခဲ့ရတာတောင်တော့ရနေအပြန်ကြရင်တော့အဲ့ဒီပန်းဆိုင်လေးဝင်ပါမယ်လိမ္မော်သီးတွေ0ချူတယ်ဒါပေမဲ့မနေ့ကလည်းအသီးတွေဝယ်ထားဆိုတော့ကြော်သွားမလို့လုပ်ပြင်မဲ့ဒီအမီးစားလို့ရတဲ့ဘန်းကြီးမြင်တော့ကြော်သွားလို့မရပါဘူးဝယ်တော့မဝယ်ခဲ့ဘူးလာကအမီးပဲဝင်ပြီးနှိုက်စားခဲ့တယ်potato fries. Yeah, this is so cute. ရှောက်ပတ်ကြီးနေနဲ့စောနာအော်ဒန်ကြားလိုက်လို့ပါလဲဆိုပြီးတော့သွားကြည့်ပါမယ်ကလေးရေဆိုစီအေးပါတယ်ဆိုမှလှေရစီးကြအောင်မယ်အဲ့မှာသွားကြည့်လိုက်တော့ဆိုင်မဟုတ်ဘဲနဲ့ activity လုပ်လို့ရတဲ့နေရာတွေအများကြီးရှိတယ်ပေါ့နော်ဒါကိုလည်းကျွန်တော်လုပ်ကြည့်ခဲ့သေးရလားဆိုတော့မရပါဘူးအဲ့မှာတဝက်ကျိုးပြီးရောက်ခါနေကြတော့မှထိသွားတယ်ထင်သွားပါလဲဆိုတော့အတန်ကြီးကမိုက်ကြီးနဲ့တက်ထားတာထအော်တာလေလန့်သွားပဲဒီဘက်ကဈေးဆိုင်နေမဟုတ်ဘဲနဲ့ activity တွေလုပ်လို့ရတယ်
ဒါရုပ်ပုံလေးတွေပုံပွားရတဲ့ဟာပေါ့နော်များသောအားဖြင့် activity တွေကကလေးတွေအတွက် activity ကပို့ပြီးတော့များတယ်ဒီမှာအခွန်2ထပ်3ထပ်ကွမ်းဆောင်ရတယ်ဆိုပေမဲ့အစိုးရကလည်းဒီလို service တွေတေချာပြန်လုပ်ပေးထားတယ်ပေါ့နော်ကိုယ်နိုင်ငံကလေးတွေကတော့ပညာတောင်တေချာသင်ခွင့်မရကြဘူး決して大人げなく遊んでな、そうきびだんごな、きびだんご。皆様の方にもこの時で視聴してくださるの。では皆様本日はよろしく。ဒါကဆောနာ on နေတဲ့လူကြီးပေါ့နော်သူများတွေတော့ခောက်ဆက်ကူတွေလည်းရကြတယ်ချိုးချင်တွေလည်းရကြတယ်ကျွန်တော်လည်းလိုက်ပြီးကောက်ပါသေးတယ်ဘာမှမရခဲ့ပါဘူးအရှိရကလေးကအရန်လူချင်းနေတဲ့ပုံစံပေါက်နေလို့မို့လို့ကောက်လို့ရလို့ရှိရင်သူ့ကိုပေးခဲ့မလို့ပဲ sorry ပါကလေးရဲ့ကိုတော့ဘာမှမရလိုက်ဘူးဆိုလို့ဘေးကတယောက်ကတော့နောက်ထိပြစ်ပေးအားထည့်ပြစ်ပေးဆိုပြီးတော့အော်ပေးနေတာပဲဒါပေမဲ့လည်းရောက်မလာခဲ့ပါဘူး大きいベビースター行きますよ、欲しい人。さあ、ラスト1個行きますよ。あ、まだいっぱいある？最後 ？OK。3、2、1。はい、ありがとうございました。အဲ့ဒါပြီးတော့ပန်းဆိုင်ဝင်ပါတယ်ပန်းဆိုင်ကဘာမှတိတ်ပြီးတော့ပန်းကရွေးစရာမရှိဘူးပေါ့နော်အမျိုးအစားနည်းနည်းလေးပဲရှိတော့ဒီလိုလေးပဲအဆင်ပြေသလိုစီစဉ်ခဲ့လိုက်ပါတော့တယ်ကိတ်ဆိုင်မြင်လို့ကိတ်ဆိုင်ဝင်ပါတယ်အခုတလော stress များနေလို့လားမသိဘူးခဏကအချိုတောင်းနေလို့ tart လေးဝယ်ခဲ့ပါတယ်grapefruit tart ရဲ့ cheese tart ရဲ့နောက်တစ်ခုက mantai tart လာမသိဝယ်ခဲ့တယ်ပေါ့နော်အစပိုင်းတော့2မျိုးပဲရွေးထားတာကိုအဲ့ဒီ mantai လေးလည်းဝယ်ခဲ့လိုက်ပါသေးတယ်8နာရီခွဲပဲရှိသေးတာအောက်ကဆိုင်တွေကတိမ့်ကုန်ပြီပေါ့နော်ကုန်တဲ့ဆိုင်တွေလည်းကုန်ပြီဆိုတော့ကြတော့အပေါ်တဲ့ရှောက်လန်းဆိုင်တွေကတော့ဖွင့်ပါသေးတယ်အဲ့မှာဆက်ပြီးရှောက်လိုက်နေနောက်ထပ်ဆိုင်တစ်ခုတွေ့ရပေါ့နော်အဲ့မှာအဲ့ဒီဆိုင်ရဲ့ tart လေးကပို့ပြီးတော့စားကျင်စရာကောင်းတယ်အပေါ်မှာတင်ထားတဲ့ topping လေးတွေကပို့ဆုံးလာဘူးဆိုတော့ဒါပေမဲ့အောက်မှာလည်း3ခုတောင်ဝယ်ခဲ့ပြီဆိုတော့ကြတော့မဝယ်ခဲ့တော့ပါဘူးဒီဆိုင်မှာတော့အသီးရွက်တွေပေါ်တယ်ဈေးချိုတယ်ဆိုပြီးပြောပြီးမှကျွန်တော်ကတော့တိတ်မတွေးမိဘူးလားလို့လေအသီးတွေကတော့ပေါ်ပါတယ်ဆက်လျှောက်လိုက်နေကျွန်တော်ဒီတိုင်းလေးပဲ menu လေးပဲကြည်တာကိုဆိုင်ရှင်အဖိုးကကျွန်တော်ကိုအမီးတွေခေါ်ကြွေးပါလေရောအမီးတွေခေါ်ကြွေးတော့လဲစားရတာပေါ့နော်စားလိုက်တော့လဲဝယ်လိုက်ရရောဘာဝယ်ခဲ့လဲဆိုတော့ကျုပ်ငံပြားကြီးစိန်လေးဝယ်ခဲ့ပါတယ်ပြီးတော့ cheese လည်းအမီးကြွေးတယ်ပေါ့နော်これあ、そうこれ私が丸中でね220円で買ってきたピザの上並べてトースターで焼くだけあ、そうですか。そしたらもうစူပါမားကတ်က220တန်ပီဇာပေါ့အဲ့ဒီကျုပ်တင်စားတောင်စားလို့ကောင်းနေတဲ့ရတာရှိတယ်တဲ့ဆိုပြီးတော့ marketing နေဆင်းနေတာပေါ့နော်ဒါကတော့ကျွန်တော်ထပ်ပြီးတော့ရှာရှိလိုက်တာပါဆယ်မွန်မြင်လို့မို့လို့ဗာလဲဆိုပြီးတော့ဒီတိုင်းလေးပဲကြည့်အောင်လေးပဲကြည့်တာကိုအမီးတွေထပ်ကြွေးပါလေရောဒါကတော့ထပ်မဝင်နိုင်တော့ပါဘူးအမီးထည့်ပေးလိုက်တော့လဲစားရုံပေါ့နော်နည်းနည်းငယ်နေပေါ့နော်ထမင်းနဲ့စားမှအတော်လောက်ပဲဒီခါလေးလဲစားကျင်စရာလေးဒါပေမဲ့စားတာတွေများနေမှုလို့မစားခဲ့တော့ပါဘူးမနက်စောစီအေးတွေလည်းတောက်နေကြပါတယ်yes curry is everywhere သူတို့ဟာလားအိန္ဒိယဟာလားတော့မသိဘူးတော့The side eye from a fine grandpa. I got the new Tesla. I don't know. Okay, let's do this. ပြင်းစင်နေတာလေးကမြန်မာပြည်ကမီးရှည်တို့စီချက်ခောက်ဆွဲတို့ရှမ်းခောက်ဆွဲတို့ပြင်းနေတာလေးနဲ့တူလို့မလို့ဝင်စားလာတာသူတို့ကနန်းနန်းမင်းကသူတို့ကိုယ်တိုင်စိုက်တာပါတဲ့စားလို့ကောင်းလားဆိုတော့အစာပိုင်းတော့ကတော့စားလို့မကောင်းဘူးကိုကဘာလဲဆိုတော့မြန်မာအရသာလို့မျောလင့်ပြီးတော့သွားပြီးစားမိလိုက်တာဒါပေမဲ့တဖြည်းဖြည်းစားရင်နဲ့ဟင်းရီလေးကချိုပြီးတော့စားလို့ကောင်းလာတယ်ငရုတ်သီးကတော့လုံးဝမဆက်ဘူးပေါ့နော်သူတို့ထုံးစံအတိုင်းပဲအဆက်မစားနိုင်တော့ကြတော့ဒါပေမဲ့ထပ်တောင်းအောင်လေ
သူတို့ကနည်းနည်းဘယ်လိုပြောမလဲငရုတ်ချင်လိုမျိုးကြီးလောက်ထားတော့ကြတော့အရသာဘယ်လိုလဲမသိဘူးအဲ့ဒါနဲ့ထပ်မတောင်းခဲ့တော့ဒီတိုင်းပဲစားခဲ့လိုက်ပါတော့လေစားလို့မကောင်းလားပြောတယ်အကုန်ကုန်သွားရင်အကုန်ဟင်းရပါမကြမ်းတောက်လိုက်ဟင်းရလေးကချိုးနေတော့ကြတော့ဒါလည်း curry spice တွေရောင်းနေတာပါဆိုတော့ကြည့်လို့ပြီးပါပြီဆိုတော့ပြန်လှည့်မယ်ပေါ့နော်နေရာကတော့အိုခါယမကျော်နဲ့နီးပါတယ်ဘတ်စကားနဲ့လာမဲ့သူတွေဆိုလို့ရှိရင်လည်းကန်ချိုမရေဆိုတဲ့ဘတ်စကားမှတ်တိုင်မှာဆင်းလို့ရပါတယ်စားတော့ပြီးမောသွားပြီဆိုတော့ခဏထိုင်ပြီးရင်တော့ပြန်ပါမယ်အဲ့ဒီစီကကောင်မလေးကလည်းကျွန်တော်လိုရှောက်သွားနေရလားမသိဘူးတချင်းနားထောင်ပဲအေးလူပဲလမ်းလျှောက်ပြီးသွားနေဒါကတော့သူတို့လူမျိုးတွေတန်းစီပြီးစားရတာမကြိုက်ဘူးကြိုက်တယ်အဲ့ဒါသာကြည့်လိုက်တော့အတန်းညိုရှိပဲ Okay that's it for today see you in the next video ပစုံကြောက်900ဘူးပေါ့နော်တန်လားမတန်လားတော့မသိဘူးအိမ်ပြန်ရောက်တော့မစားနိုင်တော့ဘူးထင်ထားတာအိမ်သားတက်လိုက်တော့လဲစားလို့ဝင်သွားတာပဲ Thank you for watching see you in the next video bye bye